အင်္ဂလန်တင်းကြီးနဲ့အတူ၄ချိန်ကန်ဆင်းနေခဲ့တဲ့ရှေးအားလီစီမန်ချက်စတာယူနိုက်တက်အသင်းရဲ့အသက်18နှစ်အရွယ်တောင်မန်တိုက်စစ်ကစားသမားဖြစ်သူရှေးအားလီစီကတော့အင်္ဂလန်လက်ရွေးစင်အသင်းကြီးနဲ့အတူ၄ချိန်ကန်ဆင်းနေခဲ့ပြီလည်းဖြစ်ပါတယ်။အမေရိကန်ကတော့လီစီကိုအင်္ဂလန်ယူ20အသင်းကရွေးချယ်ထားခဲ့တာပါ။ဒါပေမဲ့လည်းကစားသမားဖြစ်သူရဲ့ခြေစွမ်းကိုအင်္ဂလန်နီးပြကျော်ဖြစ်သူသောမတ်တူချဲကသဘောကျနေခဲ့တာကြောင့်အနာကို၄ချိန်ကန်ခေါ်ဆင်းခိုင်းပြီးအကဲခတ်တဲ့သဘောမျိုးပဲဖြစ်ပါတယ်။ကစားသမားကိုစီနီယာကစားသမားတွေနဲ့အတွေ့အကြုံယူခိုင်းစေတာလည်းပါပါတယ်။ဒါကတော့လီစီအတွက်ကတကယ်ကိုမှကောင်းမွန်လွန်ပါတယ်။အသင်းကြီးကစားသမားတွေနဲ့တွဲဖက်၄ချိန်နဲ့အတွေ့အကြုံတွေရယူနိုင်မှာပဲဖြစ်ပါတယ်။လီစီကတော့ဒီယာဒီမှာမန်ချက်စတာယူနိုက်တက်ရဲ့လူငယ်အသင်းအတွက်အထူးခြေစွမ်းပြကစားနေသူတယောက်လည်းဖြစ်ပါတယ်။အင်္ဂလန်သားကညာတောင်ဘက်မှာအဓိကပွဲထွက်ကစားပြီးတော့ဘေတောင်ဘက်နဲ့ဂွင်းလန်တိုက်စစ်နေရာတွေမှာလည်းတကယ်ကိုမှကစားနိုင်မှသိတယ်။အသက်အရွယ်ကငယ်ရွယ်သေးပေမဲ့ဒီစနစ်ပိုင်းကျွမ်းကျင်မှုကြောင့်မလို့လီစီကိုတော်တော်များများကသဘောကျနေကြတာပါ။လီစီကတော့လာမယ့်အချိန်တစ်ခုအတွင်းမှာမန်ချက်စတာယူနိုက်တက်အသင်းကြီးမှာပါပွဲထွက်ကစားခွင့်ရလာဖို့အရေးအယောင်တွေကရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့လည်းဂျေမန်ကစားသမားတစ်ယောက်ကိုဘောလုံးလောကစီကိုမွေးထုတ်ပေးနိုင်တော့မှလည်းဖြစ်ပါရယ်ခင်ဗျာ။